ခုနဘာသူကမထိုင်ပြီးမှနေတယ်မပြောင်းလေးကောင်းမထိုင်နေတော့ကြည့်တယ်ဒါတော့မှအစိုးရလာပြီးပါတော့ကျွန်တော်တို့9နိုင်ဆိုကျွန်တော်ပွဲစဉ်စမယ်နော်ဒါမှအားလုံးကိုကျွန်တော်တို့ဣတာရက်ခံပါရနော်ကျွန်တော်ပြန်မလို့လည်းကြာပြီတော့ကလေးမွေးနေ့စောအေးတော့ကြာရှင်းနေပြည့်မွေးနေ့ဖြစ်ပါရနော်ကျွန်တော်လောပေးလိုက်တော်လေးလောလောရအိုက်ရှူတယ်เงี้ยเทปปีโปเลยเงี้ยปองปลาบวยเนี่ยตรงนี้อย่างนั้นเลยตั้งใหม่ဆွဲပြားမပါဘူးတော့ကျွန်တော်ဆွဲပြားပါဆွဲပြားနဲ့ဖလားသုံးလုံးပထမဒုတိယတတိယဖလားကြီးတယ်အသိတစ်သိန်းကိုကျွန်တော်တို့သမင်း10ဖာနဲ့တော့ရေတကက်ဖီးပေးရနော်ဝင်ကြီး2500ဖြစ်ပါရနော်ဒီပဲစုရှိတယ်စရုထရတပါနေသိစုစရုထပြတဖာရှိသေးရနော်ဒါဒီကိုရကလင်းမွေးလေးဖြစ်ပါနော်ခွေလိုက်တော့အုပ်စုကျွန်တော်တို့တစ်ချက်ပြန်ရိုက်ပြပေးမယ်နော်မဲမလိပါအောင်တော့ကျွန်တော်တို့အုပ်စု A မဲသိ SC KST SC ရန်နီ SC KTY SC အုပ်စု B အုပ်စု B ကရင်လေး SC ပိုးလူငယ် SC YC SC တိုက်က SC အုပ်စု C ဖန်တာ SC New Star SC Rockstar SC Bonnie SC အုပ်စု DKOSC Bama Go SC RTSC ရွှေညီ Go SC YCASC ဆုံးထွေးမေးလိုက်ရမှာโอเคခုလိုကြည့်ရှုပေးရသူပဲကျေးဇူးတော်ရအောင်ကျွန်တော်တို့ဒီဘက်တနည်းကိုနေကြရင်ကျွန်တော်တို့စုံကြမယ်နော်ကျေးဇူးတင်ပါတယ်နော်အော်ဆိုတော့ဆရာမချုံလိုက်ကြပါနဲ့